အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဖျားခင်ရဲ့ကွယ်ကာမဆမှုအရေးအောင်မှာအားလုံးဒီကောင်းချမ်းသာနိုင်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ကင်းတိုင်းမှာဖျားခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေတင်တဲ့မိသားစုအိမ်တူအိမ်သားရောက်စီတိုင်းကိုထာဝရဘုရားကောင်းချီးပေးဖို့ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်ဖျားနာနေတဲ့သူတွေဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေဘဝအသက်တာထဲမှာခက်ခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဖျားခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့ခက်ခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်ရှာလုံအားလုံးပေါ်မှာထာဝရဘုရားထံမှလာတော့ငြိမ်သက်ခြင်းတက်ရောက်ပါစေဖျားခင်ရဲ့ဂျေဇုတော်သက်ကြောင့်2026ခုနှစ်ရဲ့မေလ20ရက်နေ့ကိုရောက်ရှိလို့လာပါပြီဒီနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဘုရားခင်ရဲ့ဂျေဇုတော်ပေါင်းကိုချီးမွမ်းပါတယ်ဂျေဇုတော်မနဲ့ခင်ဖြစ်တယ်လွန်ခဲ့တဲ့ရက်ကလည်းသက်မှုရဲ့ယုံကြည်ခြင်းကသူ့ရဲ့ငယ်သားကိုကျမ်းမာစေခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့အတူတကွဆင်ခြင်ခွာယူခဲ့ကြတာဖြစ်ပါတယ်မိမိရဲ့ငယ်သားတွေပေါ်မှာချစ်ချင်းမြတ်တာနဲ့အုပ်ချုပ်တယ်တာဝန်ယူတတ်တဲ့ခေါင်းဆောင်မှုကိုတွေ့ရတယ်မကြာခဏဆိုသလိုကျွန်တော်တို့အနီးအနားပတ်ဝန်းကျင်တွေမှာဒါကတော့ငါနဲ့မဆိုင်ပါဘူးနေပါစေရပါတယ်ဒီလိုခေါင်းဆောင်နေတဲ့လူတွေကိုမိတ်ဆွေသင်ကမကြာခဏတွေ့ဘူးမှာပါဒီအရာကဖျားသခင်နှစ်သက်သောအရာမဟုတ်ဘူးအသေးဖွဲလေးဖြစ်နေပါလေစေတာဝန်ယူတတ်တဲ့နှလုံးသားအနစ်နာခံတဲ့နှလုံးသားကိုဖျားသခင်နှစ်သက်တယ်တချို့သောသူတွေကအသေးဖွဲလေးဖြစ်ကောင်းဖြစ်မယ်တာဝန်ယူပြီးရပ်တည်တယ်အများသူငါကိုအကျိုးပြုတယ်အဲ့ဒီနှလုံးသားကိုဖျားသခင်ကောင်းကြီးပေးတဲ့အခါနောက်အခါကြီးမားစွာလူမှုအတိုင်းဝိုင်းအတွက်ကျေးဇူးပြုတဲ့သူကုညီမဆနိုင်တဲ့သူဖျားကဖြစ်စေတယ်ဒါကြောင့်လစ်ဒီယူစွာနေခြင်းခေါင်းရှောင်ခြင်းရေသာခုခြင်းတွေကိုရှောင်ခြင်းဖို့လိုတယ်ကျွန်တော်ဆယ်ကျော်တက်အရွယ်ငယ်ရွယ်စဉ်အချိန်ကနွေရာသီရောက်တိုင်းရွှေတူးပြီးတော့နောက်တစ်နှစ်စာကျောင်းစရိတ်ကိုရှာဖွေစုဆောင်းဖြစ်ခဲ့တယ်နေ့စဉ်ကြောက်တုံးကြီးတွေကိုတဲထုတ်ပြီးရွှေကြောမြေစာတွေကိုတဲပိုးရတယ်ရက်တွေကြာလာတဲ့အခါအားစိုက်ထုတ်တာများလာတဲ့အခါအရွယ်အစားကြီးမားတဲ့ကြောက်တုံးတွေရခင်မနိုင်ဘူးလို့ထင်ရတဲ့ကြောက်တုံးတွေကိုပင်လျင်လွယ်ကူစွာမနိုင်လာတယ်အဲ့ဒါဘာကြောင့်လဲနေ့စဉ်တဲပိုးခဲ့ရတဲ့မြေစာတွေနဲ့ကြောက်တုံးတွေရဲ့အလေးချိန်ကတဖြည်းဖြည်းနဲ့ကိုခန္ဓာထဲကခွန်အားတွေကိုစီးဆင်းလာဖို့အကြောင်းရင်းဖြစ်စေတယ်။တာဝန်မယူဘဲခေါင်းရှောင်တာများလာတဲ့အခါတာဝန်မယူတတ်တော့ဘူး။နောက်အခါတာဝန်မယူနိုင်တော့တဲ့အခြေအနေထိရောက်သွားနိုင်တယ်။ဒါကြောင့်မိမိရဲ့မိသားစုတွေထဲမှာအသင်းအဖွဲ့တွေထဲမှာလစ်တယူတဲ့နှလုံးသားနဲ့ဘယ်တော့အခါမှအသက်မရှင်ပါနဲ့။တခဏသာအသက်ရှင်ရတဲ့လူဘဝမှာထိုက်တန်စွာအကျိုးရှိစွာရပ်တည်အသက်ရှင်ဖို့ဘုရားခင်အလိုတော်ရှိတယ်။ရှမသက်ခရစ်ဝင်ခန်းကြီး၈ပိုင်ငယ်73မှာသက်မှုအားတင်သွားလောယုံကြည်တည်နှင့်အညီတင်၌ဖြစ်စေဟုမိန့်တော်မူ၏ထိုခဏချင်းတွင်တူ၏ငယ်သားသည်အနာရောဂါကင်း၍သက်သာခြင်းသို့ရောက်လေ၏သက်မှုရဲ့ယုံကြည်ခြင်းကသူ့ရဲ့ငယ်သားကိုကျန်းမာစေခဲ့တယ်ဒီနေ့မိတ်ဆွေသင်ရဲ့ယုံကြည်ခြင်းကမိသားစုအိမ်တူအိမ်သားတွေကယ်တင်ခြင်းရဖို့အကြောင်းရင်းဖြစ်လာမယ်သင်ရဲ့ယုံကြည်ခြင်းကသင်ရဲ့မိသားစုတွေကိုကျန်းမာစေမယ်ဖျားခင်ရဲ့ရှေ့မှောက်မှာရက်တည်အသက်ရှင်တော်သူများဖြစ်ကြရအောင်ဒီတက်မှုကဘလောက်တောင်နှလုံးသားလှသလဲသူ့ရဲ့ငယ်သားဖျားနာတာဟာကျွန်တော်နဲ့မဆိုင်ဘူးသူကျမ်းမာရေးမှဂရုမစိုက်တာလို့ခေါင်းရှောင်ပြီးတော့တာဝန်မယူပဲလစ်တယူရှုပြီးနေလို့ရပါတယ်တို့တော့ကဘာကိုအကျိုးပြုတဲ့သူတွေကဘာကိုကောင်းကျိုးချမ်းသာဖြစ်စေတဲ့သူတွေကမိမိသူတယောက်အတွက်တာမကြည့်ပဲအများအတွက်စဉ်းစားပြီးအသက်ရှင်ကြတယ်အများသူငါကိုကျေးဇူးပြုလိုတယ်အဲ့ဒီနှလုံးသားအဲ့ဒီစိတ်ဆန္ဒကိုဖျားခင်မြင်တဲ့အခါသူတို့စိတ်နှလုံးအလိုပြည့်စုံရတဲ့အခွင့်ဖျားပြင်ဆင်တယ်ဖျားကောင်းကြီးပေးတယ်အများသူငါရဲ့ကောင်းကျိုးချမ်းသာကိုသယ်ပိုးနိုင်တဲ့သူတွေဖြစ်လာတယ်ချစ်ခင်လေးစားပါတော့ကောင်းဆောင်များဖျားခင်သင်ကိုခေါ်ထားတဲ့ခေါ်ခြင်းနဲ့ပတ်သက်ပြီးတန်ဖိုးထားသလိုဖျားခင်သင်ကိုပေးတဲ့ဆုကျေးဇူးစွမ်းရည်အရေးအချင်းကောင်းကြီးမင်္ဂလာတွေကသင်သူတယောက်တည်းအတွက်တာမကအခြားသူများစွာကိုကောင်းကျိုးပြုကျေးဇူးပြုတော်သူဖြစ်ဖို့ဖျားခင်ကပေးခြင်းဖြစ်တယ်တစ်တပင်ကောင်းလျင်ငှက်တသောမကနားခူလို့ရတယ်ဆိုသလိုတင်ကလူများစွာနားခူလို့ရတဲ့အရိပ်ကောင်းတဲ့တစ်ပင်အဖြစ်အသီးများစွာဝေဝေဆာဆာတီးပွင့်ခြင်းအဖြစ်ကမ္ဘာလောကကိုကျေးဇူးပြုတော်သူဖြစ်လာဖို့ဖျားခင်သင်ကိုဖန်ဆင်းခဲ့တာဖြစ်တယ်အာဗြဟံကိုဖျားခင်ကောင်းကြီးပေးတဲ့အခါငါဒီသင်ကိုလူမျိုးကြီးဖြစ်စေမည်ငါကောင်းကြီးပေး၍သင်၏နာမကိုကြီးမြတ်စေမည်သင်ဒီကောင်းကြီးခံရတော်သူဖြစ်လိမ့်မည်သင်ကိုကောင်းကြီးပေးတော်သူကိုငါကောင်းကြီးပေးမည်
တင့်ကိုချိန်ဆသောသူကိုငါချိန်ဆမည်သင်အားဖြင့်လဲလူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏အာဗြဟံအားဖြင့်လူမျိုးအပေါင်းကောင်းကြီးခံစားရဖို့အတွက်ဖျားသခင်ပြင်ဆင်ခဲ့တယ်ဖျားသခင်ရဲ့ပြင်ဆင်ခြင်းပုံတွင်းပြုပြင်ခြင်းရည်ရွယ်ချက်ရှိစွာသင်ဘဝအသက်တာကိုဖျားသခင်မောင်းနေနေတဲ့အရာကိုနားလည်ပါဖျားသခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်အားလုံးကိုဖျားသခင်အထူးကောင်းကြီးပေးပါစေရှင်မြေပေပူဆောင်နေရှင်တန်နေစေခိတဲ့တာရှိနာကကိုဘေကူညီနေရှိစမလေးကိုစွမ်းနေမရနိုင်ဘူးအချမ်းတွေမတတ်နိုင်ဘူးကိုတော့ဖျားရှင်လမ်းမှာပုံအလုံးရှိလေပါတင်ရှောင်းလန်းနေစေနာကခီကိုအတိတ်ကရှိခဲ့သလိုပဲယနေ့နဲ့မြေတမ်းရှိနေမယ်သူဆောင်ခြင်းကပူဆောင်မေဆုံးတီယုံကြည်တဲ့ခရသာရှိလေပါတင်ရှောင်းလန်းနေစေနာကခီရှိခဲ့သလိုပဲယနေ့နဲ့မြေတမ်းရှိနေမယ်သူဆောင်ခြင်းကပူဆောင်မေဆုံးတီလာယုံတော်နေရှင်မြေပေပူဆောင်နေရှင်တန်နေစေခိတဲ့တာရှင်တာကကိုဘေကူညီနေရှိစက်မလေးကိုစွမ်းနေမရနိုင်ဘူးအချမ်းတွေမတတ်နိုင်ဘူးကိုတော့ဖျားရှင်လက်မှာပေါ်အလုံးရှိလေပါတင်ရှောင်းလန်းနေတဲ့နာကခီကိုအတိတ်ကရှိခဲ့သလိုပဲယနေ့နဲ့မြေတမ်းရှိနေမယ်သူဆောင်ခြင်းကပူဆောင်မေဆုံးတီယုံကြည်တဲ့ခရသာရှိလေပါတင်ရှောင်းလန်းနေတဲ့နာကခီရှိခဲ့သလိုပဲယနေ့နဲ့မြေတမ်းရှိနေမယ်သူဆောင်ခြင်းကပူဆောင်မေဆုံးတီယုံကြည်တဲ့တခုသာရှိလေပါသူရှောင်းလန်းနေစေနာကခီကိုအတိတ်ကရှိခဲ့သလိုပဲယနေ့နဲ့မြေတမ်းရှိနေမယ်သူဆောင်ခြင်းကပူဆောင်မေဆုံးလာယုံတော်နေ